မနက်ရေချိုးပြီးလို့မန်ရှိမှရက်ကြည့်လိုက်တဲ့အခါအရင်ကကိုကြိုက်ခဲ့တဲ့အင်ဂျီလေးတွေကဘိုင်နာရောက်ရင်တင်းချန်နေပြီဘောင်းကြီးဝစ်လိုက်ရင်လည်းခပတ်ပေါ်ကတွေအစီးပိုးတွေကရှန်ကျနေတယ်ဒီခါမှာစိတ်ထဲတိတ်မတက်မသာသေးသွားပြီးဒီပိုက်ခေါက်ကြီးကြောက်လို့လုံမှာပါလေလို့ကိုကတိတွေပေးမိကြတယ်မဟုတ်လားအဲ့ဒီနောက်ကျွန်တော်တို့ဘာလုပ်ကြသလဲညဘက်ထမင်းလုံးဝဖျက်လိုက်တယ်အသီးရွက်တွေကြီးပဲအတင်းအငတ်ခံစားရတယ် YouTube ကနေဘိုက်ခေါက်ကြမဲ့လေ့ကျင့်ခန်းဆိုတာတွေရှာပြီးချွေးတွေရွှဲအသက်တွေရှူမဝတဲ့အထိဘိုက်လန်နဲ့ sit-ups လေ့ကျင့်ခန်းတွေအကျဉ်းရာနဲ့ချီလုပ်ကြတယ်တပတ်နှစ်ပတ်လောက်နေတော့လူကသာပင်ပန်းပြီးမှုမေ့ချင်လာတယ်ဘိုက်ခေါက်ကြီးကတော့တိတိတာတာညော့မသွားဘူးလေနောက်ဆုံးတော့စိတ်ပြက်ပြီးအရင်ပုံစံအတိုင်းပြန်စားမိသွားရောဒီလိုဖြစ်လာရင်လူတော်မင်းသားကငါတော့အစားတော့မရှင်းချင်နိုင်လို့ပါလေငါမှဝေးချကိုစိတ်သက်ကြံခိုင်မှုမရှိလို့ပါဆိုပြီးကိုအပိတင်တတ်ကြပါတယ်ဒါပေမဲ့တကယ့်လက်တွေ့မှာတော့အဲ့ဒီလိုမဟုတ်ပါဘူးတင်အခုလိုပိုက်ခေါက်တွေထွက်လာတာချဟိုခက်ခဲနေတာဟာတင်အပြင်းကြီးလို့မဟုတ်သလိုအစားမက်လွန်းလို့လည်းမဟုတ်ပါဘူးတကယ့်လက်တွေ့မှာဖြစ်နေတာကတင်ခန္ဓာကိုယ်ရဲ့ဇီဝကံမှာစနစ်ကြီးကတင်ကိုအကြီးပေါ်အခြေအနေလို့ထင်မှတ်ပြီးအသက်ရှင်တန်ဖို့အတွက်အစီလေကိုဘိုက်မှာအတင်းအကျပ်ဆူဆောင်းနေလို့သာဖြစ်ပါတယ်တင်လူနေတဲ့အတင်းအငတ်ခန္ဓာဘိုက်ကိုအတင်းရိုက်တာတွေကခန္ဓာကိုယ်ကိုပိုပြီးကြောက်လန့်သွားစေကအစီလေးကိုပိုပြီးစော့ကင်ထားစေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ခေါင်းမှာလာတဲ့ဘိုက်ခေါက်အစီတွေဘာလို့စုပုံလာတယ်လဲဆိုတဲ့ဇစ်မစ်အမှန်ကိုအရင်ဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ပြီးတော့အတင်းအကျပ်အငတ်ခံစရာမလိုမောဟိုက်နေအောင်ပြေးစရာမလိုပဲတင့်ခန္ဓာကိုယ်ရဲ့သဘာဝစနစ်ကိုအသုံးချပြီးဘိုက်အစီတွေကိုအမြင့်ဆုံးအရေးပြိုကျသွားစေမဲ့စားတောက်မှုပုံစံနဲ့မှန်ကန်တဲ့လိကျင်ကန်းတွေကိုအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့တည်ထားရမှာကဘိုက်မှာရှိတဲ့အစီဟာလက်မောင်းတို့ပေါင်တို့မှာရှိတဲ့အစီတွေနဲ့လုံးဝကိုမတူဘူးဆိုတာပါပဲဘိုက်မှာရှိတဲ့အစီကိုဆေးပညာအဖြစ်ကိုယ်တွင်းအစီသို့မဟုတ် visceral fat လို့ခေါ်ပါတယ်သူကအရေးပြားအောက်မှာရှိတာမဟုတ်ပဲကျွန်တော်တို့ရဲ့အသေးဦးလန်းကြောင်းဆက်တဲ့အရေးကြီးတဲ့အင်္ဂါအပိုင်းစီတင်တွေကိုရစ်ပတ်အုပ်ဆိုင်ထားတာပါဒီဘိုက်အစီကိုတာမန်အစီပိုးကြီးလို့မမြင်ပါနဲ့သူ့ကိုအစိတ်အတောက်တွေစင်ဆက်မပြတ်ထုတ်လုပ်နေတဲ့စက်ယုံဆိုးကြီးတစ်ခုလို့မြင်ကြည့်ပါဒီစက်ယုံကြီးကနေတင့်ခန္ဓာကိုယ်အနှောင့်ကိုရောင်လန်းစေတဲ့ဓာတ်တွေကိုအမြဲလွတ်နေတာအတွက်သွေးတိုးစီးယိုနှလုံးယောဂတွေအလွယ်တကူထင်လာရတာပါဒါဆိုဒီစက်ယုံဆိုးကြီးဘလို့တိဆောက်ခံလိုက်ရတာလဲအဓိကတရားခန့်က2ယောက်တည်းပါတယောက်က insulin လို့ခေါ်တဲ့သွေးချိုထိန်ဟော်မုန်းနဲ့နောက်တစ်ယောက်က cortisol လို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းပါပဲကျွန်တော်တို့တွေအချိုတွေစားမယ်ထမင်းတွေအများကြီးစားမယ်အဲ့ဒီအပြင်စိတ်ဖိစီးမှုတွေလည်းများနေမယ်ဆိုရင်ဒီဟော်မုန်းနှစ်ခုကပေါင်းပြီးတင်းရဲ့စားသမျှအာဟာရတွေကိုဘိုက်စီကိုဓာတ်ရိုက်ပို့ပြီးအစီအဖြစ်တူလောင်ပါတော့တယ်ဒါကြောင့်ဘိုက်ခေါက်ကြရဲ့ကယ်လိုရီတွေတွက်ပြီးအစာလျော့ဖို့တာဒီဟော်မုန်းနှစ်ခုကိုနှိမ့်တက်သွားအောင်အရင်လုပ်ရပါမယ်ဘယ်လိုလုပ်မလဲစားတောက်မှုပုံစံ80%နဲ့လေ့ကျင့်ခန်း20%ဆိုတဲ့ formula နဲ့တွားပါမယ်။ Okay အခုစားတောက်မှုပုံစံပြောင်းလဲခြင်းအကြောင်းပြောကြရအောင်။ဒါကအောင်မြင်မှုရဲ့80%ပါ။ဘိုက်အစီကြောက်ဖို့အတွက်အစာလျော့စားစရာမလိုပါဘူး။စားတဲ့အမျိုးအစားနဲ့စားတဲ့ပုံစံကိုပြောင်းရုံပါပဲ။နံပါတ်1မီးဘိုးဓာတ်ကိုမလန်ကန်တဲ့ထင်းတွေထည့်ပါ။ခန္ဓာကိုယ်ကိုမီးဘိုးကြီးတစ်ခုလိုသဘောထားပါ။တင်ကသမင်းဖြူပေါင်မမို့ခေါက်ဆဲအချိုတွေကိုစားတာဟာမီးဘိုးဓာတ်ကိုစက်ကူတွေထည့်ပစ်လိုက်တာနဲ့တူပါတယ်ခဏလေးနဲ့ဟုံးကနေတောက်လောင်းသွားနီးသွေးချိုရုတ်တရက်တက်သွားမယ်ပြီးရင်ချက်ချင်းပြန်ညှိန်းသွားတဲ့အတွက်နောက်ထပ်ခဏပြန်စားလာပါတော့တယ်ပိုလင်စွာတဲ့စက်ကူပြားတွေကဘိုက်အစီဖြစ်သွားပါတယ်ဒါကြောင့်စက်ကူအစားအချင်းကြာလောင်ကျွမ်းမဲ့ထင်းတုံးကြီးတွေကိုထည့်ရပါမယ်အဲ့ဒါတွေကတော့ protein ဖြစ်တဲ့အသားငါဥဘဲအမျိုးမျိုးနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီထစ်တဲ့တလွန်စီထောပတ်တီမြေပဲ့တွေပါပဲပရိုတင်းများစားတဲ့အခါမှာတင်ကိုအချင်းကြာဗိုက်ပြင်းနေစေပြီးအင်ဆူလင်ဟော်မုန်းကိုညှိ့တက်နေစေပါတယ်နံပါတ်2စားတဲ့အစီအစဉ်ကိုပြောင်းပါသို့မဟုတ် carb sequencing ပါပဲထမင်းစားဝိုင်းရောက်တာနဲ့ထမင်းကိုအရင်မစားပါနဲ့ပထမအဆုံးအများလိုက်ပါတဲ့ဟင်းသီးဟင်းရွက်အစုပ်အရွက်ပြုတ်ကိုအရင်စားပါဒုတိယအနေနဲ့အသားငါဥစားတဲ့ protein ကိုစားပါတတိယနောက်ဆုံးမှာထမင်းလို carbohydrate ကိုနည်းနည်းစားပါဒီလိုစားလိုက်တဲ့အတွက်အစာရင်းတွေကိုအရင်ရောက်လာတဲ့အရွက်တွေအသားတွေကနောက်မှရောက်လာမဲ့ထမင်းတွေကိုသွေးကြောတဲ့အမြန်မရောက်အောင်ကာကွယ်လိုက်ပါတယ်ဒါဟာဘိုက်အစီလုံးဝမတက်စေတဲ့အကောင်းဆုံးစားတောက်နေပါနံပါတ်3ခန္ဓာကိုယ်ကိုအစီလောင်နေတဲ့အခြေကနေအစီခွဲတဲ့အလိုကိုပြောင်းပေးပါဒါကို intermittent fasting လို့လည်းခေါ်ပါတယ်
လူတော်မညာကမနဲ့နိုးတာနဲ့ကော်ဖီချိုချိုလေးတောက်မနဲ့စားစားနေ့လယ်စားစားညနေမုံစားညစားစားနဲ့တနေကုန်းကိုစားနေကြတယ်ဒီလိုတနေကုန်းစားနေရင်ခန္ဓာကိုယ်ကအမြဲတမ်းအစားအစာတွေကိုအစီအဖြစ်တိုးလောင်းဖို့ပဲအလုပ်လုပ်နေရပါတယ်ဒါကြောင့်အစာမစားတဲ့အချိန်တော့မဟုတ် fasting time ကိုဖန်တီးပေးရပါမယ်ညဘက်8နာရီမှာညစာစားပြီးတော့နောက်တနေ့မနက်8နာရီတော့မဟုတ်10နာရီအထိရေကလွဲပြီးဘာမှမစားပါနဲ့12နာရီကနေ14နာရီလောက်အစာမဝင်တဲ့အခါခန္ဓာကိုယ်ကအပြင်ကအစာမဝင်တော့ဘူးငါမှစုထားတဲ့ဘိုက်ကအစီတွေကိုထုတ်သုံးမှာပဲဆိုပြီးတဘာဝအတိုင်းဘိုက်အစီတွေကိုပြန်လဲလောင်ကျွမ်းမှတော့တယ်ကဲအခုလေ့ကျင့်နှံ့အကြောင်းပြောကြရအောင်ဒီနေရာမှာလူအများစုမှားနေတဲ့အကြီးဆုံးအမှားတစ်ခုရှိပါတယ်အဲ့ဒါကဘိုက်လိုင်းရင်ဘိုက်အစီချမယ်ဆိုတဲ့အယူဆပါဒါလုံးဝမမှားပါဘူးဘိုက်လာနဲ့ sit ups တွေ crunches တွေကဘိုက်မှာရှိတဲ့ကြွက်သားကိုပဲတန်မာစေတာပါအဲ့ဒီကြွက်သားအပေါ်မှာဖုံးနေတဲ့အစီကိုလောင်ကျွမ်းစေတာမဟုတ်ပါဘူးဒါကြောင့်ဘိုက်ဘလောက်ရိုက်အစီကမကျပဲအောက်ကကြွက်သားကကြီးလာလို့ဘိုက်ကြီးပိုထွက်လာတယ်လို့တော့ခံစားရတတ်ပါတယ်ဒါဆိုဘလို့လေ့ကျင့်ခန်းကဘိုက်အစီကိုတကယ်ကျစေတယ်လေနံပါတ်1 engine ကြီးတက်စင်ပါ strength training လို့ခေါ်ပါတယ်ကားကစီးမှာ engine ကြီးရင်စီစားများတယ်လို့ပဲကျွန်တော်တို့ခန္ဓာကိုယ်မှာကြွက်သားများရင်အစီတွေကိုပို့ပြီးလောင်ကျွမ်းစေပါတယ်ဒါကြောင့်ဘိုက်ကိုပဲအာယုံစိုက်နေမဲ့အစားခန္ဓာကိုယ်တစ်ခုလုံးရဲ့ကြွက်သားကြီးတွေကိုအလွတ်ပေးရပါမယ်ထိုင်ထုတ်လုပ်တာဒိုက်ထိုးတာရေတက်မူးလေးတွေမှပြီးလေ့ကျင့်ခန်းတွေလုပ်ပါပေါင်ကြွက်သားရင်ဘတ်ကြွက်သားကြောင်းကြွက်သားစတဲ့ကြွက်သားကြီးတွေအလုပ်လုပ်တဲ့အခါမှာခန္ဓာကိုယ်ကစွမ်းအင်အများကြီးလိုအပ်တဲ့အတွက်ဘိုက်မှာရှိတဲ့အစီတွေကိုအမြန်ဆုံးဆွဲယူသုံးဆွဲပစ်လိုက်ပါတယ်နံပါတ်2အေးဆေးဆေးအစီလောင်ကျွမ်းခြင်းသို့မဟုတ် zone 2 cardio ပါမောဟိုင်းနေအောင်အသက်ရှူအောင်ပြေးတာကနှလုံးအသက်ကောင်းပေမဲ့အစီကျဖို့အတွက်ကအကောင်းဆုံးတော့မဟုတ်ပါဘူးမောလွန်းတဲ့အခါမှာခန္ဓာကိုယ်ကစိတ်ဖိစီးမှုဟော်မုန်းတွေထွက်လာပြီးအစီအစားကြသားလိုက်ကိုပြောင်းသုံးပြလို့ပါဘိုက်အစီကိုတိုက်ရိုက်လောင်ကျွမ်းစေတဲ့လေ့ကျင့်ခန်းကတော့စကားပြောင်းရင်းမမောပဲလွတ်နိုင်တဲ့လေ့ကျင့်ခန်းပါဥပမာခက်တွဲလမ်းလျှောက်တာစပိန်ဖီဖီစီးလာမျိုးပါအစာစားပြီးတိုင်းမိနစ်15မိနစ်လောက်ခက်တွဲလမ်းလျှောက်ပေးတာဟာအင်ဆူလင်ဟော်မုန်းကိုချက်ချင်းကျဆင်းစေပြီးဘိုက်အစီမတက်အောင်တားဆီးပေးတဲ့အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့လေစားတာလည်းမှန်တယ်လေ့ကျင့်ခန်းလည်းလုပ်တယ်ဒါပေမဲ့ဘိုက်အစီကမကျဘူးဖြစ်နေရင်တော့နောက်ဆုံးရွှေဝစ်တရားဖြစ်တဲ့စိတ်ဖိစီးမှုနဲ့အိပ်ရပြက်ခြင်းကိုပြန်စစ်ဆေးရပါမယ်ညဘက်ဖုန်းတွေအကြာကြီးကြည့်ပြီးအိပ်ရမဝတဲ့အခါအလုတ်ကဖိအားတွေများတဲ့အခါခန္ဓာကိုယ်ကကော်တီဇောဆိုတဲ့ဟော်မုန်းကိုအဆက်မပြတ်ထုတ်လွှတ်နေပါတယ်ဒီဟော်မုန်းကတင့်ပိုက်ကိုအစီတွေအမြန်စုထားငါတို့အန်ဒီရဲ့ရှိနေတယ်လို့အမိန့်ပေးပါတယ်ဒါကြောင့်တနေ့ကို10နာရီကနေ8နာရီအိပ်ရဝအောင်အိပ်ပါအိပ်ရမဝင်ခင်ဖုန်းကြည့်တာကိုရှောင်ပါဒီလိုအနားယူပေးလိုက်တာဟာခက်ခဲတဲ့လေ့ကျင့်ခန်းတွေလွတ်တာထက်ဘိုက်အစီကြဖို့ပိုပြီးအထောက်အကူပြုပါတယ်အနစ်ချုပ်ရမယ်ဆိုရင်တော့ဘိုက်ခောက်အစီဆိုတာရပ်ပိုင်းတွင်ပျောက်သွားမယ်မော်အစွမ်းမျိုးမရှိပါဘူးဒါပေမဲ့တင်တာခုနကကျွန်တော်ပြောခဲ့တဲ့ထမင်းကိုနောက်ဆုံးမှစားတဲ့အလေးချင်းအသားငါးနဲ့အရက်ကိုများများစားတဲ့အလေးချင်းအစာစားပြီးတိုင်းမိနစ်15မိနစ်လမ်းလျှောက်တဲ့အလေးချင်းနဲ့ကြွက်သားတွေတန်မာစီအောင်လေ့ကျင့်ခန်းလုပ်တဲ့အလေးချင်းတွေကိုနေ့စဉ်ဘဝမှာတဖြည်းဖြည်းချင်းပေါင်းဆက်သွားမယ်ဆိုရင်တင်းရဲ့ခန္ဓာကိုယ်ဇီဝကံမှာစနစ်ကြီးကအစီတွေကိုတိုးလောင်တဲ့စက်ယုံအဖြစ်ကနေအစီတွေကိုလောင်ကျွမ်းတဲ့မီးဘိုးကြီးအဖြစ်ကိုပြောင်းလဲသွားမှအသေးကြပါပဲဒီနေ့ကျွန်တော်မျှဝေပေးခဲ့တဲ့အကြောင်းအရာတွေဟာတင်းအတွက်တကယ်ပဲတန်ဖိုးရှိပြီးလက်တွေ့အသုံးကျမယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးသွားတာနဲ့ချက်ချင်းလက်တွေ့စတင်နိုင်ဖို့အတွက်ကျွန်တော်မေးခွန်းလေးတစ်ခုမေးချင်ပါတယ်ဒီနေ့ညနေစာစားပြီးသွားတာနဲ့ဘိုက်အစီကျဖို့အတွက်မိနစ်15မိနစ်စာခက်တွတ်လမ်းလျှောက်တဲ့အလေးအချင်းလေးတစ်ခုကိုစတင်ဖို့တင်အဆင်ပြေနေပြီလားလုပ်ဖြစ်မယ်ဆိုရင် comment မှာဝင်ရောက်ဖြေကြားပေးဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ဒီလိုအကျိုးရှိတဲ့ကျန်းမာရေးဗဟုသုတတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်မို့ Pharmacist Tips YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးလည်းခန္ဓာကိုယ်ပေါ့လန်းဆန်ပြီးကျန်းမာပျိုးရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်